Uniform နဲ့ Visual ကထင်းထွက်နေတဲ့17ချောင်းဟန်ဇွန်လ9ရက်နေ့မှာ17မမချောင်းဟန်ဟာတပ်သားသစ်လေ့ကျင့်စုဆောင်းရေးပြီးဆုံးခြင်းအခမ်းအနားတက်ရောက်နေတာတွေ့ရှိခဲ့ကြရပါတယ်။ဒီအခမ်းအနားမှာချောင်းဟန်က Uniform နဲ့ခန့်ညားနေပြီးမိတ်ကပ်လိမ့်မထားတာတော့ပြစ်ရှာမရအောင်ချော်မောနေတာကြောင့်ပြည်သက်တွေကြားမှာပြောစရာတစ်ခုဖြစ်နေပါတယ်။ပြည်သက်အများစုကတော့ချောင်းဟန်ရဲ့ Visual ချက်တာဝန်ထမ်းဆောင်ရင်းကျမ်းမာပျော်ရွှင်နေတာကိုမြင်ရတာပိုပြီးကျေနပ်စိတ်ချမ်းသာနေကြပါတယ်။ချောင်းဟန်က2024စက်တင်ဘာ26မှာ Public Service Worker အဖြစ်စစ်မှုထမ်းတာဝန်ကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။လက်ရှိစစ်မှုထမ်းစီမင်းတွေအရ Public Service Worker တွေဟာအခြေခံလေ့ကျင့်ရေးမတက်ရသေးရင်တော့သူတို့ရဲ့စစ်မှုထမ်းကာလကိုတာဝန်ကျရနေရမှာအရင်ထမ်းဆောင်လို့ရပါတယ်။ပြီးတော့တင်တန်းလေ့ကျင့်ရေးစင်တာဖွင့်တော့မှပဲအခြေခံလေ့ကျင့်ရေးကိုပြန်လည်တက်ရောက်ဖို့ခေါ်ယူခြင်းခံရတာဖြစ်ပါတယ်။17ဟာစစ်မှုထမ်းတာဝန်တွေကိုစတင်ထမ်းဆောင်နေကြပြီဖြစ်ပြီးမန်မာဝန်ဦးဆိုရင်သူ့ရဲ့အခြေခံလေ့ကျင့်ရေးကိုဒီနှစ်အစောပိုင်းဧပြီ24တုန်းကပြီးဆုံးထားပါတယ်။ဝန်ဦးကလည်း Public Service Worker အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးလက်ကျန်တာဝန်တွေကိုဆက်လက်ထမ်းဆောင်နေပါတယ်။ဒါ့အပြင်1996ခုနှစ်ဖွားရီဖြစ်ကြတဲ့ဟိုရှီနဲ့ဝူစီတို့ကလည်း2025နှစ်ကုန်ပိုင်းလောက်မှာစစ်မှုထမ်းဖို့စီစဉ်ထားပြီးစတင်ပြင်ဆင်နေပြီလို့သိရပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်